ဇာလိုင်းအစမှာတော့တိုင်းပြည်ကိုတောင်းကျမ်းလွန်နေတဲ့မိစ္ဆာဘီရင်ကိုရှိတ်ပိတ်ပြီးရဲ့နောက်မှာတော့အနည်းနဲ့အမြန်ပဲထိန်းချုပ်နိုင်မှာမလို့လက်ရှိသူရဲကောင်းတွေတည်ဆုံးသွားရင်တော့မိစ္ဆာဘီရင်ကအရှင်ရင်ကြရင်ပြန်ပေါ်လာနိုင်ကြအောင်ပြောနေခဲ့ပါတယ်။ခေါင်းဆောင်ကတော့သူတို့တွေထဲမှာတနည်းကြရင်ထိန်းချုပ်နိုင်တဲ့သူတယောက်ထပ်ပေါ်လာမှာမလို့အရေးမကြီးတာမလို့စေးမပူပြောခဲ့ပါတယ်။ဒီလိုနဲ့နေ့တွေကြာလာပြီးရဲ့နောက်မှာ physical elephant နဲ့ stunt တွေကိုတိုးပြီးတိုက်ခိုက်ပေးနေခဲ့ကဆိုပဲကောင်းတွေကိုလည်းတိတ်ပြီးတော့မင်းတွေကိုလည်း sacrifice ရှိနေကာဝယ်ပေးထားခဲ့ပြီးတိုက်ခိုက်နေခဲ့ပြီးရဲ့နောက် flame ကအတက်ကောက်လည်းမန်နာရီဖို့ပေးလိုက်ကပါတယ်။တစ်ဖွဲ့လုံးကတော့ Iran Party တန်တာဖီကယ်လို့ခေါ်ပြီးတော့တိုက်ခိုက်ရေးအဖွဲ့မှာအောင်မြင်ဆုံးဖြစ်နေခဲ့ကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုတော့ live stream မှာလွှင့်ပြီးတော့တမျိုးလုံးအားပေးတဲ့အထိပါပဲ။ချီသမျှအဖွဲ့တိုင်းကလည်းတန်တာဖီကယ်လို့ဖြစ်နေကြပြီးတော့တိုက်ခိုက်ရေးအဖွဲ့သားအားလုံးလည်းသူတို့လိုဖြစ်နေကြပေမဲ့အားလုံးထဲမှာမကျင်တဲ့သူတယောက်ကရှိနေခဲ့ပါတယ်။မီရူဖြစ်ခဲ့ပြီးတော့အာကီရဲ့ပညာရှင် Ran လေးဘီရှိပြီး UK တယောက်ကတော့သူရတဲ့စုချင်းငွေတွေကပါတီငယ်အသုံးပြုရတဲ့ကုန်ကြစည်နဲ့မကိုက်ညီတာကြောင့်အတော်လေးဒေါသထွက်ပြီးတော့ဒီ Iran ပါတီကနေနှုတ်ဆက်တော့မယ်လို့ပြောလာပါတယ်။ခေါင်းဆောင်ဖြစ်တဲ့စိုင်မွန်ကတော့တယောက်ရှင်းမဟုတ်တဲ့အတွက်ကြောင့် Ran လိုက်ကတော့အနေနဲ့များကွာမှာဖြစ်ပြီးဝါရီယာဖြစ်တဲ့ Iran ကတော့နောက်ဘာမှမလုပ်ရဘဲနဲ့နောက်ကနေစပူးမီးထိုင်ပိုးတဲ့ကောင်ကပတ်စံပို့လို့ခြင်းနေရလားလို့ပြောနေခဲ့ပြီးအကောင်လုံးကလေ UK က BRM မလို့ထွက်သွားလဲဝမ်းနည်းစရာမရှိတောင်ပြောနေခဲ့ပြီးသူတို့အတွက်တော့ပူရောင်ကောင်းသိမယ်လို့ပြောတော့ UK လည်းထွက်ဖို့လုပ်ပါတယ်အခု9နှစ်တာလောသူကိုယ်တိုင်စုချင်းငွေနဲ့တက်ခိုက်ပေးခဲ့တာတော့မှကျေးဇူးမတင်မဲနဲ့အကောင်လုံးကသူတို့တွေအေးဆက်ပုံစံနဲ့ပဲဆက်ဆက်နေခဲ့ရကြ UK လည်းနောက်ပြန်လှည့်မကြည့်တော့ပဲပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ထွက်လာခဲ့ပြီးရဲ့နောက်စွန်သားရေးမြို့တော်ဖြစ်တဲ့ဖီနစ်မှာကတော့ကုံသွယ်ရေးနဲ့စွန်သားရေးကိုပဲအဓိကထားလောက်ကြပြီး item ကောင်းရောင်းဝယ်တာမလို့ quest တစ်ခုတည်လိုက်အကောင်လုံးကအလုပ်ဖြစ်နေကြပါတယ်။ UK လည်းအလုပ်သစ်စဖို့အတွက်ပါတီကိုအစ်စ်ဝင်လိုက်ပြီးရဲ့နောက် guide စီသွားခဲ့ပြီးကမာရမာလည်းတန်တာဖီခဲ့ရမလို့အသိနေခဲ့ပြီးစိတ်ထဲမှာတော့လုံးဝမကောင်းပဲကိုရေးရှက်လက်တွေဖြည့်ဖို့အတွက်ပြီးလိုက်ကအဖွဲဝင်တဲ့အတွက်ကြော်ညာစာကတ်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့စွန်သားရေးကာလာတွေမှာတော့လေ့ကျင့်ရေးလုပ်ခဲ့တဲ့တပည့်မဖြစ်တဲ့မာရီနာရောက်လာခဲ့ပြီးရဲ့နောက်ဝမ်းတာနေခဲ့ကပီကဲလည်းအလို့အသစ်အတွက်အခုကိုရောက်လာတာဖြစ်ကြောင်းပြောတော့မာရီနာလည်းသူတို့ဖွဲ့ရ Randy မလို့ဖွဲ့ထားရလည်းမကြသေးတဲ့အတွက်သူတို့ဖွဲ့ရဝင်မလားလို့မေးနေခဲ့ပါတယ်ယူကဲလည်းလိုက်သွားခဲ့ပြီးတော့စစ်နဲ့ရိန်တို့လည်းသူတို့ကိုကူညီပေးခဲ့ပိုးတဲ့ဆန်စီကသူတို့ရဲ့ D1 အဖွဲ့တွေဝင်မယ်ပြောတော့ပြောကြမရှိအောင်ပြောခဲ့ပြီးရဲ့နောက် GDP ပဲလက်ခံခဲ့ပါတယ်စစ်လဲယူကဲတို့အတွက် D1 ပါတီကစုချင်းငွေနည်းနေလွန်တာကြောင့်အဆင်ပြေပါမလားလို့မေးခဲ့ပေမဲ့ယူကဲလည်း Iran ပါတီမှာတော့ရေရရဲ့ item နဲ့ပြန်ရတဲ့ဟာအချိုးစားမညီနေရကြောင်းတချို့ကွက်တွေဆိုရင်အရှုံးတော့ပေါ်တယ်လို့ပြောကစုချင်းငွေနည်းလေသူ့အတွက်အဆင်ပြေကြအောင်ပြောခဲ့ပါတယ်ဝင်မဲ့အဖွဲ့ကအရှင်ဆုံးသူလေးကျင့်ပေးကြတဲ့တပည့်မလေးတွေဖြစ်နေရမလို့အကောင်လုံးကတီယိုတီဆက်ဆံခဲ့ကြပြီးလေးစားနေကြအကြ UK အတွက်တော့အရှင်လိုခန်းစားချက်လေးပြန်ရနေလို့စိတ်အေးနေခဲ့ပါတယ်ဒီလိုနဲ့ပိန်တာတထုတွင်ထဲမှာဒိုင်ယန်ကွန်မော်တထုသွားတူဖို့အတွက် quest ကိုယူလာတာကြောင့် UK ကပါတပါးလေးလိုက်ပါဖို့ပြောခဲ့ပြီးတော့ UK လည်းအရင်ဝင်ဘူးတဲ့ boss ကောင်ချီပြီးတော့ရှလာတော့မှအရန်ကိုများပြတဲ့တထုတွင်နဲ့ဒီနဲ့ပြည့်နေကြအောင်ပြောလာပါတယ်စေကတော့9လမှာရှိတဲ့ပေါ်ကိုမတက်ခိုက်နိုင်တာမလို့တက်နိုင်တလောက်ပဲယူဖို့စဉ်းစားထားခဲ့ပြီးတော့ဒါဆိုရင်တော့ UK တွေပထမဆုံး9လတက်တော့အရင်ဆုံးသွားကြမယ်လို့ပြောပြီးဝင်လာခဲ့ကြကသူတို့တွေ Iran Party စလို့တော့ပထမဆုံးဝင်ခဲ့တဲ့နေရာဖြစ်တာမလို့ပြန်ပြီးတော့အမှတ်ရနေခဲ့ပြီးမာရီနာကိုတော့သူကရှေ့လမ်းဥဆောင်မယ်လို့ပြောပါတယ်။ UK က Remy ဖြစ်တာကြောင့်တီတို့စကော့တို့လိုင်းဒါသမဥဆောင်ရမှာမဟုတ်လားလို့မီးနေခဲ့ပေမဲ့သူ့မှာထောက်လိုင်းမီးရင်ဆိုတဲ့ artifact ရှိတာကြောင့်အသုံးပြုလို့ရနိုင်ကြောင်းပြောပြီးတုံးလိုက်ရင်တော့ဘယ်နေရာပါလာမယ်ဆိုတာအကောင်လုံးလမ်းကြားတစ်လျှောက်ကိုမြင်နေရမှာကြောင်းပြောကဇီကြီးရိုင်မတုံးဖို့စစ်လေပြောနေခဲ့ပေမဲ့သူ့ရဲ့အာဂီရဲ့ပညာနဲ့အားလုံးကိုစီမံထားတဲ့အတွက်ကြောင့်အဆင်ပြေကြောင်းပြောခဲ့ပါတယ်။ UK တဲ့အာယုံခံမိသွားတာကြောင့်ရှေ့ကကိုင်း20တွင်းမှာခုလာနေကြောင်းထောက်လန်းမိပြီးတော့ရောက်သွားတဲ့အချိန်မှာရူလေ3កောင်ဖြစ်နေခဲ့ပြီးတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့ကစစ်လေလက်ဦးမှုရယူခဲ့ပြီးရဲ့နောက်သူကနေ arrow shot နဲ့ချက်ပြီးလိုက်ကမာရီနာရှေ့ပိုင်းချိန်မှာတော့ UK လည်း physical effect ကိုထည့်ပေးလိုက်တာကြောင့်မာရီနာ physical တူးသွားတဲ့အချိန် UK လည်းနောက်ကနေ snare ချပေးလိုက်တဲ့အတွက်အကောင့်၄ပေါင်းမှာမြောက်သွားခဲ့ပြီးတော့ဘာရီယာအတွက်အသားအရာကိုပိုင်းဖြတ်တာပဲရခဲ့ပါတယ်မာရီနာလည်း UK ရဲ့မော်တုံးပေးလာတာမလားလို့မေးတော့ UK လည်း physical effect 3မျိုးလုံးကိုပေါင်းတွဲ3ကြောင်းပြောခဲ့က Rain ကတော့ quest 3ခု3ဖို့အတွက်ကတော့အတော်လေးမဖြစ်နိုင်ကြောင်းအတော်လေးအံ့ဩနေခဲ့ပြီးရဲ့နောက်မာရီနာလည်း physical effect ကြောင့်သူ့ရဲ့ပေါ်ပိုင်းလင်ပြန်မှုတဲ့ဓာတ်ချက်တွေကလည်းပုံမပြင်းထန်လာပြီးတော့အလွယ်လေးပိုင်းလဲလို့ရနိုင်ကြောင်းပြောခဲ့ပါတယ်ပထမတက်ရှင်းသွားတဲ့အချိန်မာရီနာလည်းတန်ချက်ကလည်းဓာတ်တွေကထိခိုက်မှုမရှိဘဲနဲ့စစ်ရဲ့များတွေလည်းအားလုံးပြန်ယူလာနိုင်ခဲ့က UK လည်းမန်နာမခန်းတာကြောင့်အဆုံးချုံမရှိသေးဘူးလို့ပြောခဲ့ပြီးရဲ့နောက်ဒုတိယထက်ကိုတက်လာတဲ့အချိန်မှာဓာတ်မိုင်နာတစ်ကောင်ထွက်လာခဲ့ပြီး UK ကိုနှောက်ယှက်ခဲ့ပါတယ်Rain ကိုတော့မှော်အသစ်တောင်းခိုင်းလိုက်ပြီးရဲ့နောက်မာရီနာ protection လုပ်ပေးလိုက်ပြီး
ဒီကလောင်အာမရှိတိုးသွားတဲ့အချိန်မှာဓာတ်မိုင်နာဒီရှေ့မတိုးလာနိုင်တဲ့အခါ Rain နဲ့ Super Chen နဲ့တစ်ချက်တည်းဖျောက်ပြီးလိုက်ပြီးတော့အကုန်ချောသွားတဲ့အတွက်ကြောင့်မန်နာခန်းသွားတာကိုလေ UK ကပြန်ဖို့ပေးလိုက်တဲ့အတွက်အဆုံးရှုံးတော့လုံးဝမရှိဖြစ်ခဲ့ပါတယ်။ UK လည်းဓာတ်မိုင်နာတွေရဲ့ရှေ့ရကံမပေါ်သူ့ရဲ့ head theory တွေလောင်းနေခဲ့ကနောက်တစ်ချိန်ရုတ်တရက်မတက်ခိုင်ရအောင်လုံးနေရဖြစ်ကြောင်းပြောခဲ့ရစစ်လင်းစီကြီးနိုင်တာမလို့မတုံးဘူးပြောနေခဲ့ကသူကိုယ်တိုင်အာကီယန်နဲ့လှုပ်ထားတဲ့အတွက်စိတ်မပူဘူးပြောပါတယ်။တန်ရှင်းချင်းကရတဲ့အသက်ပညာနဲ့ပြအောင်အသုံးပြုကအကီယန်နဲ့ဖော်စတာရဲ့စီးရဖြစ်ပြီးတော့ဓာတ်မိုင်နာတွေလားဆိုရင်တော့ဒီပြလေးနဲ့တော့အသုံးဝင်ကြောင်းပြောခဲ့ပါတယ်။ UK လည်းရှစ်ဆက်လာရင်တော့မိုင်နာနဲ့တူဖို့တာချိနေသေးရကြဘိုင်းပြေဖို့ပြင်ဆင်ရမယ်လို့ပြောကနားလိုက်ပြီးရဲ့နောက်မဲကျင်ညာလေးတစ်ခုကိုထုတ်ခဲ့ပြီးမဲကျစ်ပတ်တဲ့အစားတောက်တွေကိုအကုန်စုံလင်ထည့်ထားခဲ့ကမော်ပညာနဲ့ဟင်းခက်လုံနိုင်တဲ့ artifact တစ်မျိုးဖြစ်နေခဲ့ရကြအာရနန်တော့ software ဖြစ်ကြောင်းပြောနေခဲ့ပါတယ်အစားတောက်တွေကစိတ်ပူစရာမလိုဘဲနဲ့လုံးဝမိုက်နေခဲ့ပြီးတော့ပြတ်သွားရင်ပြင်ဖို့ကတော့အတော်လေးစီးကြီးကြောင်းပြောကမော်အသုံးပြုပြီးတော့ artifact တွေကိုစိတ်ဝင်စားတဲ့ Rain ကတော့အတော်လေးကိုပြောနေခဲ့ပါတယ်ဒိုင်ယန်ကွန်ထဲမှာဒီလိုအစားအသောက်တွေရဖို့တခါမှတော့စိတ်ကူးထားပင်းနဲ့ပျော်နေခဲ့ကြပြီးအားလုံးနဲ့အရသာရှိတဲ့အစားအသောက်တွေစားနေကြက Rain ကတော့ artifact တွေနဲ့ရတာမလို့အတော်လေးကိုသဘောကျခဲ့ပါတယ်အစားအသောက်တွေထဲမှာမန်နာရီတိုးနေရကြောင်းစစ်လက်ဘာလို့ထားလဲမေးခဲ့ကသူ့ရဲ့အာကီရဲ့ပညာနဲ့ရှေ့တက်တဲ့တတ်ထုတွင်းမှာရှာနိုင်ရမှာမလို့တယောက်ချင်းစီကိုရှင်းရှင်းမြစ်တာတွေထည့်ပေးထားကြအောင်ပြောကစားလိုက်သူတိုင်းမန်နာတိုးပြီးတော့ attack speed ကိုတိုးသေးမှာဖြစ်ကြအောင်ပြောပါရယ်ဆက်သွားတဲ့အချိန်လေးလွှာကိုရောက်ခဲ့ပြီးတော့ဂိုလန်တကောင်လေးတိုးခဲ့ပြီးရင်တော့ကြောပေါ်မှာလေ artifact miner စုံးနေနဲ့ပြည့်နေခဲ့ရကြောင်းတူးနိုင်ရင်တော့နိုင်ပြီမလို့ UK လဲ slow ကိုတုံးထားခဲ့ပြီးရင်တော့နှီးသွားတဲ့အချိန်မာရီယာလဲစက်တိုက်ဝင်တိုက်နေခဲ့ကကိုကလေ fit တကယ်တုံးထားရမလို့ပေါ့နေခဲ့ပြီးရင်တော့ပုံမမြန်ဆက်လာတဲ့အချိန်ခေါင်းမတစ်ချက်တွင်ပိုင်းသွားခဲ့ရကြောင်းမန်နာကတော့အတော်လေးခံသွားပြီးပင်ပန်းနေခဲ့ရမန်နာပြန်ဖို့ပြီးလိုက်တဲ့အချိန်မှာမာရီယာလဲအတော်လေးဆင်ပြေသွားခဲ့ပါရယ်ကျန်တဲ့အလောက်က milestone တူဖို့အတွက်လုပ်ပဲဖြစ်တာကြောင့် milestone တွေကိုတူတော့အင်ကိုကမပြည့်သေးရကြနောက်ထပ်တစ်ကောင်တော့လူနေသေးကြောင်းပြောတဲ့အတွက် UK လဲငါးလွှာပေါ်နှိမ်နှင်းနိုင်မယ်ဆိုရင်တော့ရှောက်လာတက်မှာအတော်လေးရနိုင်မှာဖြစ်ကြောင်းပြောတော့အကောင်လုံးလေး floor ပေါ်ကလူတက်ကောင်မလို့သူတို့တွေတော့အတော်လေးကြောက်ကြောင်းပြောကြပါတယ်ဒီခရလို့တော့နာမည်ကြီးတဲ့ကောင်ကဘော့ကောင်မလို့အင်အားကြီးမှကြောင့်အဆက်လက်တွေလည်းမလုံရဲဖြစ်နေခဲ့ကအားလုံးကြောက်နေကြတာကြောင့် UK ကတော့သူကိုယ်တိုင်အကောင်လုံးထပ်ပံ့ပေးမှမလို့အတူတူတက်ခိုက်ကြမယ်လို့ပြောပါတယ်ငါးလွှာရောက်တဲ့အချိန်ရှေ့ရောက်တော့ flower pot နဲ့သူတကောင်နဲ့တက်ခိုက်မယ်လို့ပြောကကင်မရာလေးချုပ်လိုက်ပြီးရင်တော့ stream လုံးမလို့လားလို့မေးတော့ UK လေးဘယ်ဘောနဲ့တက်ခိုက်သူကမှတ်တမ်းတင်ထားတာလို့ကြောင်းပြောပါတယ် UK ကိုတော့မာရီယာနဲ့ let's stream မဲ့လုပ်လိုက်ပါလို့ပြောခဲ့ပြီးရင်တော့သူတို့ရဲ့ G1 party ဆိုပေမဲ့နာမည်တော့မရှိသေးပဲအခုနာမည်ပေးလိုက်ကြမယ်လို့ပြောကအကောင်လုံး၄ယောက်ရှိရမလို့ Clover လို့နာမည်ပေးလိုက်ပါတယ် UK လေး Flint, Hat, Protection Sheet နဲ့ Greyhound တို့ကိုပေါင်းစပ်ပြီးရင်တော့ live stream ကိုလည်းစတင်လိုက်ကတကားချက်ကိုဖွင့်လိုက်ပြီးရင်တော့flower ဖြစ်တဲ့ Stigrad ကလည်းစီးလို့ကြိုနေခဲ့ပါတယ်။တိုက်ကြတွေဖြစ်တဲ့လှမ်းပိုင်းလိုက်က blink နဲ့ခုန်ထားခဲ့ပြီးတော့ပါလာလိုက်ကျွေးလိုက်က slow, vino, clan နဲ့ violent တို့ကိုပါတစ်ခါရေးတုံးလိုက်တာကြောင့်မျက်စိကန်းသွားခဲ့ပြီးတော့တစ်ပတ်လုံးမမြင်ရတော့ဘဲနဲ့ gravity တုံးလိုက်တဲ့အချိန်မှာတော့ gravity မော်ကျန်းတန်းလုံးတာကြောင့်မြေကြီးမှာအပ်သွားခဲ့ပြီးတော့တစ်ခါရေးလျှော့သွားပြီးအနိုင်ရသွားခဲ့ကမာရီနာလေးလေးအတော်သဘောကျပြီးတော့ပြေးဖက်နေခဲ့ပါတယ်။ဒီလိုတော့မှော့ငါးခုကိုစင်နေသုံးနိုင်တာကြောင့်မာရီနာလည်းအတော်လေးမိုက်တာကောင်းပြီးအံ့ဩစရာကောင်းနေခဲ့ကပထမဆုံးသူ့အတွက်မြင်ဘူးရတယ်လို့ Rain နဲ့ပြောနေခဲ့ပါတယ်။ UK လည်းဒီလောက်ကြီးတဲ့ကောင်ဆိုရင်ဈေးကောင်းရမှာမလို့လေဂျစ်ပေါ်တွေထည့်ပြီးလိုက်ပြီးရင်တော့ဘော့တည်သွားတာကြောင့် item ပေါက်တစ်ခုကျလာခဲ့ကပွင့်ကြီးလိုက်တဲ့အချိန်မှာတော့ minus တုံးနေနဲ့ပြည့်နေခဲ့ပြီးတော့သူတို့ quest လေးအတော်လေးကိုဆင်ပြေသွားခဲ့ပြီးပတ်စံတော်တော်ရမှာလို့ပြောနေခဲ့ပါတယ်။စွန်သားသူကြီးစတွင်းလို့တဲ့စွန်သားကန်းတွေကအရန်ကိုခေစားကြပြီးတော့တိုင်းပြည်တစ်ခုလုံးစွန်သားကန်းတွေနဲ့ပြည်နေနေခဲ့က live stream တွေကလည်းဝင်ဝင်အများကြီးရကြပြီးတော့အဆင်ပြေနေကြပါတယ်။နောက်ဆုံးတိုင်ယာကွန်တဲ့အထိဟင်းဆက်ပြသူကဆက်ပြတက်ဖင်လောက်ကကြသူကတဖွင့်နေအားလုံးကအဆင်ပြေနေကြပြီးတော့မြန်မာနိုင်ငံ TikToker တွေလိုမျိုးအလုပ်ဖြစ်နေကြပြီးတချို့တွေကလည်းသူတို့ရဲ့ product ဖြစ်တဲ့ artifact တွေကိုရောင်းဖို့ကြော်ညာခိုင်းနေတဲ့သူကရှိရပါတယ်။ UK လည်း live stream မှာတစ်ပတ်မှာတိုက်ရိုက်ထုတ်လွှင့်မှု floor နဲ့ကြုံတော့ Stigrad ကိုတိုက်ခဲ့တဲ့ spell တွေကိုအသုံးပြုလိုက်တာကြောင့်အတက်ကတချို့တွေသဘောကျနေကြပြီးတော့ UK လေးရှိကျူးခံနေရပါတယ်။ UK လေးသူ့ရဲ့တပည့်မလေးဖြစ်ပေမဲ့ Clever Party ရဲ့ဥဆောင်သူဖြစ်နေတဲ့အတွက်ကြောင့်သူလိုအပ်တာရှိရင်တော့အကောင်လုံးပြောဖို့အတွက်ပြောထားခဲ့ပြီးတော့အားလုံးလိုအပ်တာကောင်းပြီ၊ကွာခြားလုံးပြီးတော့ကျွမ်းကျင်မှုတွေရှိနေရကြောင်းလို့ပြောခဲ့ပါတယ်။ UK လေးအစတော့ကနီးပြလောက်ခဲ့ပေမဲ့ဆရာတောက်အနေနဲ့ Clever လေးဝင်လာရတာစစ်တို့အတွက်တော့တမျိုးကြီးဖြစ်နေလာဘူးလို့မေးနေခဲ့ပေမဲ့စစ်ကတော့သူတို့ပါတီအနေနဲ့ဝမ်နိုင်ရောလွယ်ပြီးဖြစ်နိုင်မှုမရှိကြောင်းပြောခဲ့ကသူတို့ရဲ့ပါတီခေါင်းဆောင်ဖြစ်ဖို့အတွက်လုပ်ဖို့တိုက်တွန်းနေကြပါတယ်။ UK လေးသူကအခုမှဝင်လာတာကြောင့်အားလုံးအတွက်အဆင်ပြေပါမလားလို့မေးနေခဲ့ပေမဲ့စစ်ကလက်တလောယာယီခေါင်းဆောင်လုပ်နေရဆိုပေမဲ့တိုက်ခိုက်ရေးကျွမ်းကျင်ပြီးတော့သူတို့ရဲ့နီးပြလေးဖြစ်ခဲ့ပူတာကြောင့်အဆင်ပြေကြောင်းပြောပြီးလောက်ခိုင်းနေခဲ့ပါတယ်။ UK လေးသူတပည့်ရလေးဖြစ်ဝင်နေချက်ကလည်းမကြသေးဘူးဆိုပေမဲ့ခေါင်းဆောင်ဖြစ်ဖို့အတွက်လက်ခံလိုက်ပြီးရဲ့နောက်မှာဥဆောင်ဖို့အတွက်လိုအပ်တယ်ဆိုရင်တော့သူ့ကိုရှင်းရှင်းပြောဖို့မှာထားခဲ့ပါတယ်။
တပတ်မှာတော့အာရကတ်တိုင်ကိုရဲမှာတန်နာကဲပါတီလေတိုက်ခိုက်နေကြပြီးရဲ့နောက်မှာဒေရိုးစီရောက်လာခဲ့ပြီးရဲ့နောက်ယူကဲထွက်သွားပြီးနောက်မှာထက်ရောက်လာတဲ့လူတစ်လေအတုံးမဝင်မဲနဲ့ကြမ်းတမ်းစွာတိုက်ခိုက်နေခဲ့ကြတာကြောင့်အတော်တိုင်မက်နေခဲ့ပြီးတော့စိုင်မွန်လေးဂျက်ဘယ်ရီကပုံမှုမြန်ပြလာတဲ့အတွက်ထိတ်ချုပ်ဖို့ခန့်နေခဲ့ပါတယ်တိုက်ခိုက်နေရင်လည်းအကုန်တော့ကရနေကြတာဂျင်မီလည်းဝုဒကောင်ရဲ့ပါဆက်တွေရောက်သွားခဲ့ပြီးရဲ့နောက်စိုင်မွန်လည်းတောပိုင်းပေးလိုက်ပြီးတော့ပြန်ဟိခိုင်းနေရကြောင်းခံမလာတဲ့မန်နာခန်းနေကြောင်ပြောခဲ့ကပြန်မဟိနိုင်ဖြစ်နေခဲ့ပြီးတော့အရှင်ကားဆိုရင်ယူခဲ့ရပဲအားလုံးတာဝန်ယူခဲ့ပြီးတော့သူ့မန်နာဖို့ပေးရကြောင်းအဆင်ပြေနေကြောင်းပြောပြပါရယ်ယူခဲ့တာပါလာရင်တော့နောက်ကနေဟီပိုရှင်းနေရအစဆုံးလုပ်ပြီးနေရဖြစ်ပြီးတော့အခုမှတန်ဖိုးနားလေကြကတန်ဖိုးဆိုတာချို့လီအတွက်မရှိတော့မှနောက်နောက်ရောက်ပြီးစမ်းကြင်နေကြပါရယ်ပွဲသားတယောက်ကတော့သူ့မှာခေါ်လုတ်ပါတဲ့အရေးကြီးတဲ့အသက်ကယ်စီပါနေခဲ့ကသူ့ပတ်စံအကောင်တုံးထားကြောင်းအရေးပေါ်တုံးဖို့အတွက်ဝေထားဖြစ်ကြောင်းပြောပြီးလောကမပေးနိုင်ကြောင်းပြောလိုက်တာကြောင့်စိုင်မွန်လည်းအတော်လေးဒေါသထွက်နေပါတယ်ခါလင်းလေးမန်နာစုရာရောင်းကြာနေခဲ့ပြီးတော့ဒုက္ခတွေရောက်နေကြကတစ်ဖက်မှာကတော့ဘော့ကိုကြိတ်ပြီးတာယာနေပြီးအောင်ပွဲခတ်နေကြတဲ့ဂျူကဲတို့လည်းသူတို့ယူလာတဲ့ quest ကအသေးလုံးမလို့စုချင်းငွေရတော့နည်းနည်းပဲရလိုက်ကစတီခရက်ကိုတော့အကောင်လိုက်ရလိုက်တာမလို့စုချင်းငွေတွေအများကြီးရကြောင်းပြောခဲ့ပါတယ်ယူကဲလေဒီပါတီကစုချင်းငွေတွေကိုဘလို့ခွဲယူကြလဲမင်းနေခဲ့ပြီးစစ်ကတော့စုချင်းငွေတွေအားလုံးကိုသူတို့ကိုယ်တိုင်ထိန်းသိမ်းပေးတဲ့အနေနဲ့လိုအပ်ရင်သုံးဖို့အတွက်မဟုတ်ဘူးတော့ပဲထုတ်ယူကြကြောင်းပြောပြီးယူကဲလည်းအံ့ဩနေခဲ့ပါတယ်အမှန်တော့မာရီနာတို့အကုန်လုံးကတဲကုံအမှားပဲနေရပြီးသူတို့ပါတီအတွက်အရှိဆိုင်စကန်အတွက်ဝဲကျင်တာမလို့တာမန်30လအပြင်ကျန်တော့အကုန်လုံးစုထားကြအောင်ပြောပြပါရယ်ယူကဲလေအားလုံးရဲ့စန္ဒာအတိုင်းစုချင်းငွေအားလုံးပါတီရဲ့မိခင်တစ်တာအာတီဖတ်ထဲမှာပဲအားလုံးတင်ဆက်ထားမိဖြစ်ကြောင်းသဘောတူညီလိုက်ပြီးနောက်စုထားလိုက်ကြပါတယ်အောက်ကတော့တန်တာဖိခဲတို့လေယူကဲမချီတော့တဲ့အတွက်တိုင်ပတ်ကြပြီးတော့ပထမဆုံးဒုက္ခရောက်ခြင်းဖြစ်နေခဲ့ကအကောင်လုံးတော့လူတစ်ကိုလွှဲချနေခဲ့ကလူတိလေဝုဆိုရဲကောင်တွေကအတားနဲ့ရရင်အကောင်လုံးစုပုံပြီးရလာတာကြောင့်အစောပိုင်းတွေကအတားနဲ့မရတဲ့အရာကိုတောင်းမှဖြစ်ကြောင်းပြောတော့စိုင်မွန်လည်းသူတို့ကတိုက်ခိုက်ရုံပဲဖြစ်တာကြောင့်ကျန်တဲ့ကိစ္စတွေအားလုံးကမင်းရဲ့တောင်းဝင်မဲဆိုပြီးတော့အစ်စ်ကိုပုံချနေခဲ့ကတစ်ကောင်နဲ့အင်အားကြီးမလို့နဲ့တန်တာဖိခဲကောင်တွေကတကယ်ကိုစွမ်းသားမရှိတဲ့ကောင်တွေဆိုပြီးတော့ထပ်ဖို့အတွက်လုပ်ခဲ့ပါတယ်ယူကဲလေအောက်ကဝမ်းစုညံနေရကြားလိုက်လို့ကြည့်လိုက်ချိန်သူထွက်ခဲ့တဲ့အီရတ်ပါတီဖြစ်နေခဲ့ပြီးတော့ယူကဲကလစ်လူပဲရှူထားခဲ့ကနောက်ရအတွက် quest တစ်ခုရှိတာကြောင့်လိုအပ်တဲ့ artifact တွေဖြစ်ဒီဖို့အတွက်ပြောလာပါတယ်ယူကဲလေသူတို့နိုင်ခဲ့တဲ့ဓာတ်မိုင်နိုင်ရဲ့ပြာကိုအာဂီရဲ့ပိုရှင်တစ်ခုလုပ်ဖို့အတွက်စီတင်ထားဖို့ရှိကြောင်းပြောကအကောင်လုံးကိုတော့2ရက်အနားပေးလိုက်ပြီးတော့3ရက်ကြာမှပြန်ဆောင်မယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့ live stream ထဲမှာ viewer အများဆုံးက UK ဗီဒီယိုဖြစ်နေခဲ့ပြီးတော့လွှတ်ထားတာမှနေကျွတ်ပဲရှိသေးရတော့9500လောက်ရှိနေခဲ့ပြီးတော့စိုက်ငယ်တစ်ခုကိုရှိုးပြထားခဲ့ပါတယ်။ stream ထဲမှာတော့လူတက်တဲ့ကောင်တွေကနာမည်ကြီးနေရဲ့ Steve Craig ကိုအားနေတဲ့မော်ပညာတွေနဲ့တိတ်လိုက်လာတာကြောင့် UK နဲ့နာမည်ကြီးနေခဲ့ပြီးတော့ Clover Party ကတော့လူတစ်တွေအတော်များများတည်သွားခဲ့ကြပါတယ်။ကြည့်နေရင်ကို Beauty ရရှေ့တက်နေရကြောင်းရှယ်ရုံနာမည်ကြီးနေခဲ့ပြီးတော့ Simon တို့ကလည်းဘာမဟုတ်တဲ့ကောင်ကနာမည်ပါကြီးနေရဆိုပြီးမကြေမရှမ်းနေဖြစ်နေခဲ့ပါတယ်။မကြေမရှမ်းဖြစ်နေရကြောင်း Renate Party ကိုတွားခဲ့ပြီးတော့ဆရာကြီးလုံနေတဲ့ကောင်ဆိုပြီးတော့ယူကဲကိုလည်းဝိုင်းပြောကြပါရယ်အားလုံးကယူကဲအတွက်အောင်ပွဲခန့်နေခဲ့ကြတာသူတို့ရဲ့ Clover တွေကပွဲအစမှနေအတော်လေးဆင်ပြေနေတာကြောင့်ပျော်နေကြပြီးတော့ဘေးနာဘောစီတကောင်ကတော့မကြည့်ပြူပဲကြည့်နေခဲ့ပါရယ်နိုင်ရမှာတော့ယူကဲလေးသူ့ရဲ့ Clover အတွက်ပိုပြီးစင်မြင့်တဲ့ quest တွေကိုတွားယူတဲ့အချိန် B1 quest တော့မရှိနေတော့ဘဲနဲ့ C1 quest ဖြစ်တဲ့ Human တောင်ကကြောက်တုံးလုံးကိုတွားယူပေးရမှာဖြစ်တာကြောင့်ယူကဲလေးပုံမှန်ဆိုရင် D1 ဆင်းတော့တာဖြစ်ကြောင်းပြောခဲ့ပါတယ်ကြောက်တုံးတုံးကိုတွားယူရမှာဆိုပေမဲ့အဲဒီကန်နီနာမှာမှော်သားရဲ့ monster ကြီးပြင်းနေနေတဲ့အတွက်ကြောင့်တာမန် D1 ကောင်တွေတော့မလုံနိုင်ကြောင်းပြောခဲ့ပါတယ်ယူကဲလေးပုံမှန်ဆိုရင် quest က D1 တာဆိုပေမဲ့ရနိုင်မဲ့စုချင်းငွေက C1 တော့ဖြစ်နေရကြောင်းဘယ်လိုလုပ်ရမလဲစဉ်းစားနေခဲ့ပြီးတော့မာရီနာလို့ရောက်လာခဲ့ကအားလုံးကလေကောင်းဆောင်ဖြစ်တဲ့ယူကဲဆန္ဒအတိုင်းဆုံးဖြတ်ဖို့ပဲလက်ခံလိုက်ကြပါတယ်ယူကဲတို့လေ let's stream ကြည့်ရှုသူ 100k တောင်ကြော်သွားခဲ့တာမလို့အခုကြည့်ရှုသူတွေကလည်းစောင့်ကြည့်နေမှာဖြစ်ကြောင်းပြောကယူကဲလေးမှော်သားရဲတွေအကြောင်းကိုခိုင်ကသိမယ်ဆိုရင်တော့ပိုအကျိုးရှိနိုင်ကြောင်းပြောပြီး live stream ကိုလုပ်မယ်လို့လည်းပြောခဲ့ပါတယ်ယူကဲထွက်လာတဲ့အချိန်မှာတော့နောက်ကနေကြည်ချမ်းတဲ့ဘေးတကောင်လိုက်လာခဲ့ပြီးရင်တော့ယူကဲလေးရှိမိရကြနေရာတစ်ခုကိုပြေးဝင်သွားခဲ့ပါတယ်လေဘင်းမှာချွေတီးနေတဲ့ဘေးရလာခဲ့ကယူကဲကို Clover ကနေထွက်ဖို့ဖိုင်းနေခဲ့ပြီးတော့သူရင်ကပြောထားတဲ့ကိစ္စဖြစ်တာကြောင့်ထွက်ခိုင်းနေခဲ့ကဓာတ်အောက်ထုတ်လိုက်တဲ့အချိန်မှာယူကဲလေးစနေကိုကြိုသုံးထားခဲ့ပါတယ်ယူကဲကိုတော့ဒီပါတီကထွက်မသွားလို့ဆိုရင်တော့တစားစီပိုင်းမိမယ်လို့ရှင်းချောက်နေခဲ့ပြီးလန်တီးလိုက်တဲ့အချိန်မှာစနေသုံးတာအကြောင်းမြောက်တက်သွားခဲ့ပြီး short လဲသွားကအင်းစိန်သွားခဲ့ပါတယ်နောက်ရဲ့ quest သွားတဲ့အချိန်မှာယူကဲတို့လေနှောက်ရက်တဲ့ကောင်ကြောင့်ပြောပြနေခဲ့ကသူတို့အရှင်တွေက Clover ကိုဝင်ခြင်းလို့လာနိုင်ဆက်တာဖြစ်ကြောင်း Marina လို့လည်းပြောနေကြပါတယ်ယူကဲလေအကြီးကကွက်အတွက်ဆိုရင်တော့ယိုမန်တောင်ကရှီတကွန်နာကကြောက်တုံးလုံးတွားယူရမှာမော်သားရေးရှိမရှိအတီးပြရမယ်လို့ပြောခဲ့ပြီးတော့ရေကန်အတီးရအောင်တွားနိုင်ရင်တော့အတော်လေးစိတ်မိကြောင်းပြောခဲ့ပါတယ်ယူကဲလေ
လည်းသူ့ရဲ့ခံမှန်းချက်တွေအရတာရဲနဲ့တမင်ဝင်ပလီမြေခွေးတာရဲလိုပဲဖြစ်နိုင်ကြအောင်ပြောခဲ့ပေမဲ့မာရီနာတို့လည်းလွန်ခဲ့တဲ့2 လလောက်ကတွားခဲ့ပူကြောင်ဖြစ်ပေမဲ့တာမန်တလိမ့်ဆန်တွေတော့မချိကြအောင်ပြောပြခဲ့ပါတယ်။ UK လည်းပုံမှန်တာမန်တလိမ့်ဆန်တွေကအော်ရန်တိုရဲ့ဘေးမှာအများပြရှိနေရကြောင်းတာမန်တလိမ့်ဆန်နေတာမရှိဘူးဆိုရင်တော့ရှင်နေရမတင်ကားစရာကောင်းပြောခဲ့ပြီးရဲ့နောက်မော်တာရဲ့လည်းအများပြရှိနိုင်ကြအောင်ရှင်းပြပါတယ်။ UK လည်းတော်ရဲဝင်လာတဲ့သူ့ရဲ့ကင်မရာ artifact ကိုတုံးထားလိုက်ပြီးရဲ့နောက်မော်တာရဲ့နဲ့ live stream ကိုစတင်လွှင့်မှာဖြစ်ကြောင်းပြောခဲ့ပြီး quest ကိုခြေတင်ဖို့စတင်လိုက်ပါတယ်။ live stream လုပ်ရတဲ့အကြောင်းရင်းကမော်တာရဲ့ပုံကိုဂိုင်းကသိရှိပြီးတော့တကူကူဖြစ်လာခဲ့ရင်တော့မှဂိုင်းကနေအလင်းမြန်ကဲတင်နိုင်နေဆိုတဲ့အကြောင်းကိုဆင်ပြခဲ့ပါတယ်။ဒီလိုနဲ့ order in ရှိကန်တာကတောအုပ်ပြီးရောက်သွားခဲ့ပြီးတော့ဒိန်နာတဲ့အဝိုင်းဘာတရိတ်ဆန်မှရှိမနေဘဲနဲ့အားလုံးလေးသတိနဲ့တွားခိုင်းလိုက်ပြီးတော့ကင်မရာကိုစတင်နေပြီး live stream လွှင့်ခိုင်းလိုက်ပါတယ်။ UK တို့ဝင်လာခဲ့တဲ့အချိန်အစောပိုင်းလမ်းမှာတော့တားရဲတစ်ကောင်မှရှိမနေဘဲကင်မရာရဲ့ record ကိုစတင်လိုက်ပြီးရင်နောက် UK တွေပုံမှန်ဆိုရင်မော်တာရဲကနောက်ကပဲတိုက်ခိုက်တာမလို့မာရီနာရှေ့ရတွားခိုင်းလိုက်ပါတယ်။အကောင်လုံးလေး UK အတွက်စိတ်ပူနေကြပေမဲ့သူ့မှာ blink spin လေးရှိတဲ့အတွက်ဂိုင်းကရလာတဲ့တန်ချက်က artifact ကလည်းအရှမ်းတန်မာတာကြောင့်အဆင်ပြေကြောင်ပြောခဲ့ပြီးတော့တိုက်ခိုက်ဖို့ပဲလိုအပ်ကြောင်းရှင်းပြပါတယ်။တပြေးပြေးသွားနေရင်ရိုမန်ရေတကွန်နာရောက်သွားခဲ့က UK လည်းသတိထားနေကြပြီးတော့ရိမ့်မိသွားတဲ့အချိန်မှာ live stream ကိုစတင်လာပြီးတဲ့နောက်အနောက်ကနေအတန်ကြားလို့လှည့်ကြည့်လိုက်တဲ့အချိန်ကြောက်စရာကောင်းလွန်ပြီးတော့မီတော့ဒီတရေထနေတဲ့ aura တွေနဲ့စားနဲ့ဆိုတဲ့တားရဲတကောင်တွေ့လိုက်ရပါတယ်။ပုံမှန်ဆိုရင်စွန့်ပစ်နေမြာပဲရှိနိုင်ပြီးတော့သူတို့တွေနဲ့အတော်လေးဝေးဝေးမှရှိနေခဲ့ပြီး UK လည်းဒါမူမမှန်နဲ့တားရဲမျိုးဖြစ်ပြီးတော့ကြောက်စရာကောင်းလွန်ကြောင်းပြောခဲ့ပါတယ်။ပုံမှန်ဆိုရင်ဒီတားရဲက Iran ကောင်နေအောင်ရှင်းနိုင်မှာမဟုတ်ပဲ Iran မဟုတ်ရင်တော့အကုန်တည်သွားနိုင်တယ်လို့ပြောခဲ့ပြီး UK လည်းသူကပေးထားမှာမလို့အားလုံးကိုနောက်ဆုတ်ခိုင်းပါတယ်။ဂိုင်းကဇာနဲ့ပုံစံလေးတိနေပြပြီမလို့စစ်ကိုဦးဆောင်ခိုင်းလိုက်ပြီးနောက်ပြန်ဆုတ်ခိုင်းနေခဲ့ကဇာနဲ့ရှစ်ကိုတိုးလာတဲ့အချိန်မှာမာရီယာလည်းနောက်ဆုတ်ပဲတိုက်ခိုက်မယ်လို့ပြောလာပါတယ်။မာရီနာလည်းခေါင်းပိုင်းပြန်ရပြီမလားလို့ပြောနေခဲ့ကနောက်ကနေ rain လေးလိုက်တန်နဲ့ထိုးပေးမယ်ဆိုပြီးတော့မော့အတင်းချလိုက်ပြီးတော့စစ်ကလည်းသူတိုက်ခိုက်မယ်လို့ပြောက UK လည်းနောက်မဆုတ်တော့ဘဲနဲ့ physical artifact 3 လုံးကိုတုံးလိုက်ပြီးရင်နောက်အားလုံးတက်ရောက်စေခဲ့ပါတယ်။မာရီနာရှင်ပြေးပြီးတိုက်ခိုက်လိုက်ကပြင်းထန်နေရိုက်ချက်နဲ့မာရီနာပိုင်းချင်းကိုခုခံထားခဲ့ပြီးရင်နောက်ဘေးကိုကန်ခံလိုက်ရကတတ်မှတ်ထားတဲ့အချိန်တွင်းမှာ UK လည်း short တိုက်ပြလိုက်ပါတယ်။ UK လည်းပါလိုက်ဖင်တော့ blind net တွေပါတွဲသုံးလိုက်ပြီးရင်နောက်တိတ်ကိုမထိရပါနဲ့ချက်ချင်းကာရခဲ့ပြီးတော့ဘေးရကောင်တွေကိုပိုင်းဖက်လိုက်တာကြောင့်တိပင်တွေပဲထိကုန်ပါတယ်။မာရီနာလည်းတိုက်ခိုက်နိုင်သေးရဆိုပြီးပြန်ထလာခဲ့က UK လည်းသူထင်ထားတဲ့ပူချမ်းတဲ့မျိုးစိတ်မှတိသွားတာကြောင့် UK လည်းသူ့ရဲ့အကြမ်းသားမော်ကိုအသုံးပြုရအတွက်အချိန်နှင်းငယ်တော့လိုတာကြောင့်ဆွဲခိုင်းထားခဲ့ပါတယ်။မာရီနာလည်းခုခံပေးထားမယ်လို့ပြောကနေနဲ့ပိုင်းမဲ့အချိန်မှာစစ်ကနောက်ကနေ green stain နဲ့လိုက်ခဲ့ပြီးလိုက်ပြီးရင်နောက်ချုပ်ထားခဲ့ကဘလူးမရုံးကန်ပဲအကုန်ပြတ်ထွက်သွားခဲ့ပြီးတော့ UK လေးပေါင်းဆက်ထားတဲ့ငါးမော်ကိုဖန်တီးလိုက်ပြီးတော့ plastic နဲ့တိတ်လိုက်တဲ့အချိန်မှာတိတ်တဲ့ကိုထိသွားခဲ့ပါတယ်